นี่เป็นงานเช้ต้องมีแผ่นรูปแผ่นจานสิไว้เตะไว้อ๋อที่เห็นละมาโดนไว้ဘာသာရေးသာသနာရေးပွဲပါခင်ဗျာဟုတ်လူကြီးတန်းကြီးပေးတဲ့ပွဲပါစိတ်ကောင်ငါတယ်နော်ကျွန်တော်လူတိုက်ကမှာငွေကုန်ကြီးရများကြီးခံပြီးတော့ငါထားခြင်းဖြစ်ပါလေနော်ဆိုင်ရကိရိယာပြိမှန်ပြင်ဆင်နေလားမှဆိုင်လားလို့မထင်ပါနဲ့ခင်ဗျာဟုတ်ပြီးရဲ့အတန်တော့ငွေကြီးများကြီးပေးပြီးတော့ငါထားခြင်းဖြစ်ပါလေခင်ဗျာအပြင်မှာစီးပါဒီကြီးမှာခရိုင်မှာနိုင်ငံမှာဆိုရမှာရေးရွာမှာလူကြီးကောင်းမှသာနေရေးရွာကောင်းပါလိမ့်မယ်နော်ဟုတ်ပါရှင်းရွာကောင်းမှသာနေလူကြီးကောင်းပါလိမ့်မယ်တဲ့အပြင်မှာလည်းစီးချိန်ပိုင်နေမှသာနေစိန်ကောင်းပါလိမ့်နော်စီးချိန်မပိုင်နေတော့စိန်မကောင်းနေပါဘူးခင်ဗျနော်ဒါလေးတွေကနားလည်ထားနေပါလေပြောတယ်ကျွန်တော်မတန်းနေနော်မိစ္ဆာဘက်ရှင်ပြနာတာလေးတော့မြေနာပရိသတ်တို့လာပြီးကြနော်နိုင်တော့လည်းငါးပါးဥထိမှထားနေရဲ့ဒီနေ့လူတွေကကြီးဥထိအလူတွေကမှကြီးတော့စိန်စင်းအလူတွေကကြီးဥကျင်ပွားအလူတွေကမှကြီးတော့အေးပူအလူတွေကသာနာပါမင်းကြီးဥစုံမင်းသမီးလူတွေကမှသာနာမင်းကြီးတော့တီတီနွေတားပြီးတဲ့မောင်ရှိုင်းတောင်မိသားတစုအားလုံးဟာမှတ်တမ်းနေမဲ့ခါလာပါအမကဲတော့ကျွန်တော်လူတကာဒီမှာမိသားတစုနဲ့အားလုံးစုံနေပါပြီတားစိန်အောင်ဆိုင်ခွေမှာကလေကျွန်တော်ရဲ့လူတကာလူမှာမိသားတစုအားမှတ်တမ်းတင်အလူကွန်ပျူတာလေးနဲ့ကွန်ပျူတာဆက်ပါမယ်ဟုတ်ကဲ့ကိုကန်ကောဟုတ်ကဲ့ဗျာဒါလေးပြီးတော့ပြန်တော့ကျွန်တော်လူငယ်ချိုက်စောင့်ပါဆိုပေးမယ်လူငယ်တွေပြီးသွားရင်လူကြီးချိုက်လာပါလိမ့်မယ်ဟုတ်ကဲ့လူကြီးချိုက်ရောက်မှသားစင်ကောင်မကောင်းဘူးကောင်းတယ်ဆိုတော့စဉ်းစားဝေးပါမှာရှေ့ပိုင်းမှာလူငယ်တွေရှိတဲ့အဲ့လုပ်ငန်းလုပ်လို့မရဘူးအားကြောင့်လေလူငယ်တွေအားပေးတဲ့လူငယ်တွေချိုက်နေတဲ့တဲ့ຢာလေကျွန်တော်တို့လုပ်လို့အောင်ပါဟုတ်ကဲ့သူ့ကိုကိုဖို့နှစ်ဖို့ထားတာပါမှန်ပါဗျာဟုတ်ကဲ့ဗျာဘိုးလေးကြည့်တာမကောင်းပါဟုတ်ကဲ့ဒီတော့ပါပါကဲတော့ကျွန်တော်လူတကာကမှမိသားစုအားလုံးမှတ်တမ်းတင်မဲ့ခါလာပါဟုတ်ကဲကျွန်တော်ကိုနေမှာလေးရှေ့မှာရောက်နေပါပြီပြန်နေမှာဟုတ်ကဲ့ဗျာဟုတ်ကဲ့ပါကဲဒီတော့ကျွန်တော်တို့မှတ်တမ်းတင်နေပါစီဟုတ်ကဲ့ဗျာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေတူတဲ့လူပွဲပါခင်ဗျဟုတ်မြစ်တာအဓိကကြပါလေတဲ့နားတော်ပြီးတဲ့ကျွန်တော်ဗလာသိမ်းပြီးပါများကျွန်တော်အပေါ်မှာမြစ်တာရှိမှသာလေအကောင်းပါပါလိမ့်မယ်ခင်ဗျနော်ကျွန်တော်တရားပြီးတော့မိုးလင်းအောင်ပြီးတော့ကျွန်တော်ပေါ်မြစ်တာမရှိရင်တော့အကောင်းမသာနိုင်ပါဘူးခင်ဗျဟုတ်ပါနော်မြစ်တာအဓိကကြပါလေပြောတယ်ကိုချင်းစာစိတ်ထားတဲ့အကောင်းပါလေဟုတ်ပါဒီဒီတော့မှတ်တမ်းနေအောင်ခင်ဗျဒုတိယတွက်နေတော့လူပွဲကြီးပြတ်သွားတဲ့အဖြစ်မျိုးကတော့မကောင်းဘူးခင်ဗျနော်ရဲရွာလေးသိခါကြနော်ဒီတော့လေးလေးဆန်းဆန်းနဲ့ကျွန်တော်ဂုံပြပြတယ်ကျွန်တော်လူတိုက်ကမှဆိုင်းတော်ငါးသားတယ်ခင်ဗျနော်ကျွန်တော်တို့ရဲ့တောင်းတွေကိုကျွန်တော်တို့ထမ်းဆောင်မှာကျွန်တော်တို့တောင်းဝင်နော်ဒီတော့ဂုံပြကြအောင်ကျွန်တော်လူတိုက်ကဒီနာမည်ဘယ်သူတဲ့အလူတွေကသာနာပါခင်ကြီးဦးစုံမင်းကျွန်တော်လူတိုက်ကမှကြီးအလူတိုက်ကမှသာနာမိခင်ကြီးဒေါ်တီတီနွေနောက်ပြီးတော့နောက်အဖလူတိုက်ကကြီးဖြစ်တော့ဦးထေအမိလူတိုက်ကမှကြီးဖြစ်တော့ဒေါ်စိန်စိအဖလူတိုက်ကကြီးဖြစ်တော့ဦးချင်းကွာအမိလူတိုက်ကမှကြီးဖြစ်တော့ဒေါ်အေးပူမိသားတစုအားလုံးကမလေးသားစင်တော်မင်းရှိဆိုင်မှာဂုံပြုတ်ပြီးဆက်ပြီးတင်းတဲ့ချင်းတို့ရေးလင်းထုတ်ကြည့်ရအောင်တချင်းကိုရေးထားပါလေဟုတ်ချောင်းတော်မြို့နယ်မှာကျွန်တော်အဖေတပည့်တဲ့ဆိုင်းစရာတဲ့ကိုရဲမှန်ရေးသားထားတဲ့တချင်းတစ်ပုဒ်ပါနော်မှတ်တယ်လူဂုံတီးရဲ့နာမည်ကပြည့်ဖြတ်ကိုကိုချမ်းသာပါလေဦးမေတဲ့မားလေးခင်ဗျပြည့်ဖြတ်ကိုကိုချမ်းသာဦးမေတဲ့မားလေးလေပြည့်ဖြတ်ကိုကိုချမ်းသာဦးမေတဲ့
ဒီလိုစေနာကောင်းလို့ဒီလိုနာရရှိလို့ဒီလိုလူကြီးလူကိုဝတ်ချင်လို့ဒီမှာနာတော့ဘုံတော့ဒီကမှချမ်းသာကြောင်းဒီလေအောင်ကကိုမမရနာမိုးဒီရတော့မှအလူလေးလူနဲ့ဒီပြထားအလူတို့မှချီဒီကဘူကိုချမ်းသာအောင်ပါကောင်းရင်လူမှရှိပါဒီလိုစေတနာပေါင်းလို့ဒီလိုတရားရရှိလို့ဒီလိုလူကြည့်လူတွေကိုဝါချစ်ချစ်လို့ဒီမှာအာနာတော်ဘောတော်ဒီကဓမ္မချမ်းသာကြောင်းပါဒီနေဥစ္စာတို့မှရနာမှုဒီတော့မှဒီဒီလိုနေနေဒီကဘုရားချမ်းသာပါရှောင်းပြီးတဲ့ဒီမှာစီရတော့တဲ့ပြသားလို့ရေရောလူတွေဒီမှာရှောင်းပြီးတဲ့ဒီမှာရှောင်းရည်ကချွာရောလာတော့ဒီစီရလို့ဒီခံလို့သာစားရမှာတော့ရမှာတမျိုးတို့ချီပြီးလို့ဘုရားတို့ဒီတော့ကိုချမ်းသာပါစီရနာတို့နဲ့ပြတာလို့ရေရောလူတွေပါဒီဆောင်တွေပါစီရနာတို့နဲ့ပြတာလို့ရေရောလူတွေပါဒီဆောင်တွေပါရှေဝီရဲ့ဒီကချောရလာတော့ဒီစီရဒီခံလို့သာစားကြတာတော့ကြပါလက်ရောတူချီပြီးနေတယ်ဘုရားတို့ဒီတော့ပြုံးအားလုံးပြုံးတယ်လို့မင်းတို့ရည်ချစ်လို့လူတကာရဲ့နော်လူတကာရဲ့သူမိမရောက်တော့ဟောလို့မောမကြည့်ဘူးဘာဖြစ်လို့ရက်ဘူးတော့ငုံကြည့်ဟာသူပြောမှကြာဘာဖြစ်လဲမလက်တော့လားဗျာအဲ့ဒါကြောင့်မနောင်းဒီမင်းပြောတာမဗီဒီယိုကြီးရိုက်ထားတယ်မနောင်းမနေကောင်းလားဒီတော့ကျိုးနေဝင်မျက်နှာပြတော်ကြီးနော်အဲ့ဒါပြောတာဝင်မျက်နှာကြီးပဲနော်ကျွန်တော်တို့ကြာစီပါကြာစီကိုဖမ်းသွားတယ်ဘယ်ဖမ်းပါလားဒီဒီမှာလေရှာကြီးကတော့မပါဘူးမပါဘူးတတ်တာအောင်ဟောကျမ
မာချပါစေဟေးအေးချမ်းသာကြပါစေအော်သူစီယာကျွန်တော်ဗျာစီဝါဒီတစ်ဖွဲ့လုံးမှာကောင်းပါဗျာအပေါ်လေကျွန်တော်ကိုပေါင်းလိုက်ပါနဲ့ရက်ကလေးကြီးထုတ်ထုတ်ရောင်းကြလို့ပါ ဘိုးဘွဲတော်လည်းအဲ့လိုရောင်းဟာမူကင်းနဲ့ရောင်း ကျွန်တော်လည်းကိုရှိနေစမောလေးကပြောနေလာနေတယ်က အခုနဲ့မှဂွေးလေးယူအောင်နော်အခု ကွေးလေးကျွန်တော်တို့အလကားပေးတာကိုလူကလူပါပဲ ကျိုးတော့ကြားစီဘောင်းနဲ့ မရှိပါ ကဲရောစားမရှိပါဗျာ ကဲဒီတော့စူးချကြပါလေ ဟုတ်ကဲ့ နော်ကျွန်တော်လူတိုင်းကမှတန်တန်ကြီးပြီးတော့မှာပြီးသားပါခင်ဗျာနော်စေတနာအဓိကပါပဲနော်အဲဒီတော့ကျွန်တော်တို့စိုင်းရဲ့အစီအစဉ်နဲ့ဆက်လက်သွားပြပါစီကျွန်တော်မိပါမယ်လေပြီးနေပါလိမ့်မယ်နော်ကျွန်တော်ရဲ့အမှတ်နဲ့ CD တွေမှာပါတယ်အနန္တကိုင်းကိုကျေးဇူးရှင်ပြတဲ့တော်လီလူတွေဖားဆရာဘုရားတိုင်းကမန်းလေးစေတော်အောင်ကျွန်တော်ပုံပြပြပါစီဘာကြောင့်လဲကျွန်တော်ပြီးကွယ်လွန်ခဲ့တာခုနှစ်နှစ်သက်တမ်းလေးကိုရောက်ရှိခဲ့ပါပြီဆိုင်းကောင်းဆောင်ရွေးနဲ့ကျွန်တော်ဆိုင်းကြီးလာခဲ့တာ၄နှစ်ကျော်9နှစ်သက်တမ်းလေးပဲရှိပါတယ် ဟုတ်ကဲ့ဗျာအဲ့တော့ဒီကကျွန်တော်ဒီတန်းစင်တော့မှာသူရဲ့အမနဲ့စီးထဲမှာမာတဲ့တင်းနဲ့ရှိလေးတို့ဖြစ်နေ စီဒီကောင်းတဲ့နာမည်က ရွေးချင်လေစံသားစင်တော့ ဟုတ်ကဲ့ ဒီခွေလေးတွေကတချင်းဖြစ်တဲ့သူ့နဲ့ရှန်လူသားမျိုးဆိုတဲ့တချင်းအားဂုဏ်ပြုတင်ဆက်ပါမယ် ဟုတ်ကဲ့ပါ ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီခွေလေးကတော့စူးချတဲ့လူမှန်များကိုပေးပါလေမချတဲ့လူမှန်များကိုပေးပါဦး မချတဲ့လူမှန်သမျှရောင်းပါလေ တကားစားတာပါဒီခွေလေးကပြည့်တဲ့ကျွန်တော်ပွဲဆက်နေလာတာမို့လို့ ဟုတ်ကဲ့ ပွဲဆက်နေလာတာမို့လို့ခွေရဆဲခွေလေးပါတာပါ တိတ်မကြံတော့ပါဘူး အဲ့လိုကလူမောင်နှစ်ခွေပေးလိုက်တယ်အခုအန်တီကိုတစ်ခွေပေးလိုက်တယ်ဆိုကျွန်တော်တို့ထဲမှာ9ခွေပဲကြံပါတော့တယ် ဟုတ်ကဲ့ အဲ့ဒီ9ခွေရလဲ ဦးရဦးစနေနဲ့တောင်းတလုံးတော့ကျွန်တော်မအောင်တောင်းတလုံးလို့ရပါ ဟောတုံဒီခွေလေးကဟုတ်ကဲ့ဆိုပေးပါမယ်အန်တီကလည်းစိတ်ကစားတွေပဲဆိုတော့ အေးကော တုံဟုတ်ကဲ့ကဲတော့အဲ့ဒီခွေလေးမှာမာတဲ့ရှင်းလေးဖြစ်နေသူ့နဲ့ရှန်လို့သားမျိုးဟဲ့ဒါလေးကိုကျွန်တော်တို့စီမှာ ရမယ်ဟုတ်ကဲ့ကျွန်တော်လူတကာလူမများအတွက်အားလုံးစုံလင်းသွားရလေအောင်ပေါ့ဟုတ်ကဲ့ဒုတိယတစ်ပုတ်အနေနဲ့ပေါ့ ဟုတ်ကဲ့သူ့နဲ့ရှန်လို့သားမျိုး ဟုတ်ကဲ့ အဲ့တော့ဒီခွေလေးလိုချင်ကျွန်တော်လူရှင်တော်တွေစီမှာလာဝင်လို့ရပါတယ် ဟာ မများပါဘူးတခွေမှ3သိန်း6တောင်းကြပါ ဒီမှာဒီကို3သိန်း6ပါပါ တခွေမှ900နဲ့လာဝင်လို့ရတယ်ဟုတ်ကဲ့အဲ့ဒီခွေလေးတော့ကျွန်တော်ခွေလေးလာဝင်လို့ရပါတယ် ဒီကတော့ကို ကျွန်တော်ခွေရတော့ကျွန်တော်ရဲ့တက္ကသိုလ်မင်းသွေးမေဒီဆန်ကိုတိုးလက်လူရှင်တော်ကိုသားတို့ကျွန်တော်4ယောက်ပေါင်းပြီးထုတ်တဲ့ခွေလေးပါညာလေးစီရဲ့နေရာဒီ ဟုတ်ကဲ့ အဲ့ဒီခွေလေးလိုချင်လဲ900ကျင်းနဲ့လာဝင်ပြီးလို့ရပါတယ် ဟုတ်ကဲ့ နှစ်ခွေဝယ်တဲ့သူကို ရှော့တယ်ပေါ့ လျှော်စည်းအနေနဲ့1000နဲ့ရောင်းပြပါမယ် တခွေလောက်ဟုတ်တယ်ဟုတ်ပြီ ကဲသူ့နဲ့ရှန်လို့သားမျိုးစကြည့်အောင် ကြားကြလား ကြားကြည့်လေ နားစီပါခင်ဗျာအားအင်းဆိုတာပြပါမယ်ဝယ်သားနေတယ်တဲ့များညညိုးထောင်းလိုက်ပါအဆာမပါလည်းရောင်းပါဦးခင်ဗျာအိုးသူက1000ရှိတယ်1000ဘာကြလို့လဲနေ
စီတွေမှာနေပြီးပြီးဆုံးမစကားလေးတွေကြတယ်အပြစ်ကိုပြီးမျက်စီတွေမှာနေပြီးပြီးဆုံးမစကားလေးတွေကြတယ်အပြစ်မရှိတော့မှအမေနဲ့ကောင်းဘာမှမနိုင်ရင်ငါလို့နေပြီးလွန်နေပြီးလွန်နေပြီးပြီးလူပြီးလာပြီးသူရပြီးပြီးချီပြီးတယ်မှာစားတဲ့လူတွေသူနဲ့ရှယ်လို့တာလို့ဖြစ်အောင်တော့မေဘီအပြစ်ကိုဤဒီမျက်စီတွေမှာနေပြီးဒီဆုံးမစကားလေးတွေကြားနေပြီးအပြစ်ကိုဤဒီမျက်စီတွေမှာနေပြီးဒီဆုံးမစကားလေးတွေကြားနေပြီးအပြစ်မရှိတော့